မင်္ဂလာပါ feedback 3ပြုပုံလေးမျှဝေပေးခြင်းပါတယ် feedback တွေက am is are was ဝါတော့ဖြစ်တယ် is နဲ့ was ကိုတခုကိန်းနဲ့သုံးပြီး are နဲ့ were ကိုအများကိန်းနဲ့သုံးတယ် am ကိုတော့အမြဲတမ်း I နဲ့သုံးတယ် am is are ကလက်ရှိကာလကိုရည်ညွှန်းတယ် was were ကအတိတ်ကာလကိုရည်ညွှန်းတယ် feedback ကိုနှစ်မျိုးသုံးနိုင်တယ် happy back အနေနဲ့ရော main back အနေနဲ့ရောသုံးနိုင်တယ် happy back ဆိုတာ main back ကိုကာလဖော်ပြဖို့ကူညီပေးတဲ့ back ဖြစ်တယ်Happy back အနေနဲ့သုံးတဲ့အခါဖန်အင်ဂျင်နဲ့ဘက်ထရီနဲ့တွဲသုံးရတယ်။ဖန်အင်ဂျင်နဲ့တွဲသုံးရင်လက်ရှိဖြစ်နေသောအရှင်ကိုဖော်ပြတယ်။ I am eating lunch ဘက်ထရီနဲ့တွဲသုံးရင်အရှင်ပြုလုပ်ခြင်းခံရသူကိုပို့ပေါ်လွင်စေတယ်။ The cake was eaten by him main back အနေနဲ့သုံးတဲ့အခါ subject နဲ့ complement ကိုချိတ်ဆက်ပေးတယ်။လူအရာအနေအထားခန်းစားချက်အခြေအနေအချိန်နေရာကိုဖော်ပြတယ်။ feedback ကိုနောက်နဲ့သုံးတဲ့အခါဘယ်သူဘာလဲဆိုတာကိုဖော်ပြတယ် She is a teacher feedback ကို pronoun နဲ့သုံးတဲ့အခါနာမ်စားကိုဖော်ပြတယ် It is mine feedback ကို adjective နဲ့သုံးတဲ့အခါအနေအထားခံစားချက်ကိုဖော်ပြတယ် He is happy feedback ကို adverb နဲ့သုံးတဲ့အခါနေရာအချိန်အခြေအနေကိုဖော်ပြတယ် We are here now feedback ကို phrase နဲ့သုံးတဲ့အခါနေရာအချိန်အခြေအနေကိုဖော်ပြတယ် I am in the garden